အခုကျွန်တော်ကန်းရှင်းတဲ့ဗီဒီယိုလေးကိုရိုက်ပြတာဖြစ်ပါတယ်အခုကျွန်တော်လာနေပါပြီဒီဘက်ကနေထွက်လာပြီထိုင်တာပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါချီအောင်ထိုင်ရသူဘာလုံးလေးကိုလွယ်ဒီနာဝါကြပြီပေါ့ဗျာကျွန်တော်တင်မောကနေကန်ဝင်းတင်မောကအမြင့်ဆိုတော့တရားကိုင်းရှင်းရပါတယ်အမှကျွန်တော်သွားမယ်၄ယောက်ဆိုင်ကနဲ့စီးနဲ့သွားပါမယ်ကိုချက်နဲ့ပလာကြီးနဲ့ကျွန်တော်လည်းချီအောင်ထိုင်နေစီးပါအမှဒီစိတ်ကန်းလေးကျုပ်ထပ်ပါတယ်ဟုတ်ကဲ့ပြောနေတယ်ဟေးအကျေးစိုးလို့မောင်းနေကားကြထွက်တယ်ဂိတ်ကြောက်တော့မှဖြစ်ပါတယ်ဒီဘာလုံးကြီးရှိရာအမေကြီးဖြတ်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့မှာတော့ကျွန်တော်ရှိမှမြင်ရတဲ့မြို့လေးရဲ့စုခင်းမှာပေါ့အမေကြီးဆရာဘေးကိုဆောက်ရိုက်လာတာပါလာလေးကပိတ်ရိုက်လိုက်တယ်ရှုပ်လို့ဟုတ်ကဲ့ပါဂျူလူတွေလားဘာတွေလဲတော့မသိပါဘူးတက်တော့ပါအခါပထမတီးလာတယ်အမေကြီးဘဲနဲ့ရှင်မပြေလို့နောက်နေ့ရောက်ထပ်လာတယ်ရှင်းတော့လည်းပါစုစုပေါင်းကျွန်တော်တို့6ပြပါတယ်အဲ့ဘဲကသူ့ဘောတော့ခိုးဆက်ခေါ်တယ်သူ့ဘောလည်းကြာပါတယ်တနားကြီးခွဲတော့ကျွန်တော်စောက်လိုက်ရတယ်ကျွန်တော်မစောက်နိုင်လို့ပဲပေးနောက်တော့ကိုယ့်ကိုတွေ့တဲ့ရှိနေငါပြီးတော့ကာကြီး6ထွက်လာခဲ့စားနေရတယ်တော့မဖြစ်နိုင်တော့အဲ့တော့စားဖို့တောက်ဖို့ပဲထွက်လာခဲ့ဟိုသွားတဲ့လမ်းမှာဟုတ်ကဲ့ပါဆိုင်ရောက်ပြီးအဲ့ဆိုင်မှာတော့ကျွန်တော်6နဲ့ကားဆရာတယောက်9ယောက်ပေါ့ကားဆရာတော့ကားထဲမှာစောင့်နေတယ်ကျွန်တော်တို့ဆိုင်ကဘယ်နဲ့ကျွန်တော်နားမလဲဘာလဲပြောရတာ9ကောင်လေးမျိုးထိုးတယ်ဝေးဘူးလားစားဘူးလားဟုတ်ကဲ့ပါကျွန်တော်စားဖို့လိုက်ပြရဲပြီးတော့ကနန်းကဲမော်ဆိုဟို view ပို့ရှိတယ်တော့ဘာမှမစားရဘူးငါရှင်းနေမှရှိတယ်အဲ့ဒါမြေမှုကြီးကြောက်တက်ဖို့ရိုက်ထားတယ်ဒီဆိုင်လေးကတော့နေမျိုးဆိုတော့ဆိုင်ကလေးနဲ့များတယ်ဆိုင်လေးကတော့မိုက်တယ်တက်တင်နဲ့လောက်တာတားနဲ့လက်ဆွဲလေးဆန်တယ်ကဲကြီးလေးမှာရေကတော့ရေလေးကြိုက်တယ်တိုင်းတိုင်းစားတော့ပေးလက်စားစားတဲ့ဖီကရှင်ဒီလောက်လေးမိုက်တယ်ပြီးဝိုင်းရဝိုင်းရှိတယ်တစ်ချောင်းမှာဆိုရင်2ဝိုင်း3ဝိုင်းအဲ့လိုအဆောင်လေးအဲ့လိုဓာတ်လေးထိုးတာအများကြီးရှိတယ်အောက်မှာတဲပြင်မှာအဲ့လိုပင်လယ်လိုင်းတွေရိုက်နေတဲ့ဟာကိုလေးခံပြီးတော့မိုးဆိုရင်တော့ရှင်ပြေဦးဗျာအဲ့မှာတော့ပြင်နံကောင်းမလေးဘယ်လိုမှလည်းပါခလေးမလေးနောက်ပြရဝိုင်းရှိတယ်ကျွန်တော်တို့ကမှဆက်မအောင်ရှိရပါဘာလို့ Happy New Year